အိယာနိုနိုချင်းကော်ဖီမတောက်ပါနဲ့မဟုတ်ရင်မနေ့ခင်းတောက်တဲ့ကော်ဖီကအတင်းအတရအကျိုးမရှိပဲဖြစ်နေပါလိမ့်မယ်ဒါကကော်ဖီမကောင်းလို့မဟုတ်ပါဘူးဘယ်အချိန်မှတောက်ထနေဆိုတဲ့အပေါ်မှာပဲမူတည်ကြပါလူတော်တော်များများကနိုနိုချင်းမနစ်ပါရဲ့ထဲမှာပဲကော်ဖီကိုအရင်ဆုံးဖြောတောက်လေးရှိကြပါတယ်မျက်လုံးတောင်ကောင်းကောင်းမပွင့်သေးဘူးစိတ်ကလည်းကြီးကြီးလေးလေးမရှိသေးဘူးပေါ့အဲ့ဒီအချိန်မှာကော်ဖီတောက်လိုက်ရတာကစိတ်ထဲမှာတော့နီလူကောင်းတယ်လို့ခံစားရပါတယ်ဒါပေမဲ့တိတ်ခန္ဓာကိုယ်ထဲမှာတော့အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုမပြီးဆုံးသေးပါဘူးမနှံ့နိုးလာတဲ့အခါတင့်ခန္ဓာကိုယ်ကတင့်ကိုလန်းဆန်းတကြွစေတဲ့ဟော်မုန်းတစ်မျိုးကိုတဘာဝအတိုင်းထုတ်ပေးပါတယ်။ဒါကိုကိုယ်ခန္ဓာကိုယ်ရဲ့ကအလိုလျောက်နှိုးဆက်လို့မှတ်ယူလို့ရပါတယ်။ဒီလိုမျိုးနှိုးချလာဖို့အတွက်အချိန်တစ်ခုပေးရပါတယ်။မိနစ်60ကနေ90လောက်ထိကြာတတ်ပါတယ်။အဲ့ဒီအချိန်မတိုင်ခင်ကော်ဖီကိုစောစောစီးစီးတောက်လိုက်ရင်ခန္ဓာကိုယ်ရဲ့တဘာဝအလုပ်လုပ်ပုံကိုတွားပြီးနှောက်ယှက်တယ်လို့ထင်သွားပါတယ်။တင့်ခန္ဓာကိုယ်ကသူ့ဘာသာသူအားရင်ထုတ်မြဲစားကဖိန်းတက်ကိုပဲမိခိုးဖို့တင်ယူသွားပါတယ်။အားရင်ဒီကခဏလေးပဲတက်လာပြီးနောက်ပိုင်းမှာတုံရင်လာတာမျိုးအာယုံစူးစိုက်မှုကခဏလေးပဲကောင်းပြီးပြန်ပြတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်လဲတချို့လူတွေကကော်ဖီပုံမှန်တောင်းနေပါရဲ့နဲ့နေ့လယ်ပိုင်းရောက်ရင်ကနာမငြိမ်ဖြစ်တာရင်တုန်တာဒါမှမဟုတ်အញ្ញမ်းပင်ဖန်းသွားတာမျိုးခံစားရတာပါ။ဒါကတင့်ကြမ်းတာရဲ့အားနဲ့လို့မဟုတ်ပါဘူး။တောက်တဲ့အချိန်မှားနေလို့ပါ။ဒီအတွက်အဆင်ပြေဆုံးနည်းလမ်းရှိပါတယ်။မနေ့နိုးပြီးရင်ကော်ဖီတောက်ဖို့မိနစ်90တနာလီခွဲလောက်အချိန်ဆွဲလိုက်ပါ။အဲ့ဒီအချိန်အတွင်းမှာဒီအချက်3ချက်ကိုလုပ်ပေးပါ။ဇီတဖန်ခွဲတောက်ပါပရင်းပေါက်ကဖြစ်အပြင်ထွက်ပြီးဖြစ်နေအောင်ကြီးကိုမျက်စိနဲ့ထိတွေ့ပေးပါ9မိနစ်လောက်ပဲဖြစ်ကိုလက်လှရှားမှုတစ်ခုခုလုပ်ပေးပါဒီလိုလုပ်ပေးတာကတင့်ခန္ဓာကိုယ်ကိုမနှက်ရောက်ပြီးလို့အတိပေးလိုက်တာပါဒါကအားရင်ကိုတည်ငြိမ်ပါတယ်ပတ်စံလည်းမကုန်တယ်လို့အပင်ပန်းခံစရာမလိုပဲကျမ်းမာရေးကိုအထောက်အကူပြုပါတယ်အဲ့ဒီနောက်မှာကော်ဖီတောက်တဲ့အခါမှာပို့ပြီးလို့ကြီးကြီးလင်းလင်းရှိလာပါလိမ့်မယ်ဒီလိုအချိန်လေးနည်းနည်းပြောင်းလဲရုံနဲ့တနေ့တာလုံးရဲ့အလုပ်လုပ်နိုင်စွမ်းကိုပိုကောင်းလာစေပါတယ်ဘာအားစီးမှတောက်စရာမလိုတယ်လို့တင်းချက်တဲ့စီကန်းနေလည်းမလိုပါဘူးအဓိကမှတ်သားရမှာကတော့အားရှိဖို့ဆိုတာဘာတွေတောက်စားတယ်လဲဆိုတာတင်မဟုတ်ပါဘူး။တင့်ခန္ဓာကိုယ်ကဘယ်အချိန်မှအဆင်ပြေဖြစ်နေတယ်လဲဆိုတာလည်းအရေးကြီးပါတယ်။ခန္ဓာကိုယ်ရဲ့တဘာဝအလုပ်လုပ်ပုံကိုအရင်ဦးစားပေးပါ။ပြီးမှပိုကောင်းအောင်ကော်ဖီနဲ့ဖြည့်ဆွဲပေးပါ။ဒါကိုတင့်ကြမ်းမရေးအတွက်မှတ်ထားလိုက်ပါ။ပြီးတော့ကော်ဖီတောက်တာပဲအလုပ်လုပ်နိုင်တော့တဲ့တငယ်ချင်းတွေစီကိုလည်းမျှဝေပေးလိုက်ပါဦး။